ခုမြင်တွေ့နေရတော့တောင်ဘုံဘော်တို့တောင်ဘော်တို့စာရေးနည်းပဲဖြစ်ပါတယ်ရေးမဲ့စာကိုကျွန်တော်တို့ဆော့ဝဲလေးနဲ့အကျန်းပုံရင်ရေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကြောက်လှဲ့ကိုကျွန်တော်တို့တွေးလိုက်ပြီးတော့ပြတ်နေအောင်တွေးလိုက်ပြီးတော့ရေးမဲ့စလုံးပေါ်တင်ပြီးတော့ဘယ်ညာလေးလက်ကလေးကိုဘယ်ညာလေးလှည့်ပြီးတော့လှုပ်ပြီးသွားတာဖြစ်ပါတယ်ဖြည်းဖြည်းချင်းနဲ့စလုံးတိုင်းလိုက်ပြီးတော့ခုလိုလေးဘယ်ညာလေးလှည့်ပြီးတော့တီးချင်းလှုပ်သွားတာဖြစ်ပါတယ်စလုံးအလှအရင်းကြီးပဲဖြစ်ပါတယ်မိတ်ဆွေတို့ကိုယ်တိုင်လှုပ်ချင်တယ်လှုပ်လို့ရအောင်လို့တင်ပြရခြင်းဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့လည်းဘူဒုရအဖြစ်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်လှုပ်ချင်တဲ့မိတ်ဆွေတို့ဒီနည်းလေးကိုကြည့်ပြီးတော့ကိုယ့်အကိုလှုပ်လို့လည်းရပါတယ်